အကြီးစားဒန်ထရက်ကားတွေရဲ့ကိုယ်တွေကနေတန်ကြိုးအကြီးကြီးတွေဘာကြောင့်တွဲလောင်းချထားရတာလဲအဲ့ဒီတန်ကြိုးကဘီးနှစ်ခုကြားမှာတွဲလောင်းကျနေပြီးတော့တာယာကြားထဲမှာညက်နေတဲ့ကြောက်ခဲတွေကိုရိုက်ထုတ်ပေးပါတယ်ကားမောင်းနေတဲ့အခါတန်ကြိုးကခုန်ပေါက်နေပြီးကြောက်တုံးတွေကိုအလွယ်တကူပဲဖယ်ရှားပေးတာပါဒီပြဿနာကတာမန်ထရက်ကားတွေမှာလည်းဖြစ်တတ်ပါတယ်ဒါပေမဲ့ကွာခြားချက်ကတော့တာမန်ကားတွေမှာဒီလိုတန်ကြိုးမျိုးမပါတာပါပဲတာမန်ထရက်ကားတွေဟာဒန်ထရက်ကားတွေနဲ့ရှင်ရင်တာယာကြားကွက်လက်ကပိုချင်းပြီးတော့အရှိန်နဲ့ပိုပြင်းပါတယ်တကယ်လို့တာမန်ထရက်ကားမှာတန်ကြိုးတက်လိုက်မယ်ဆိုရင်ကြောက်ခဲတွေကိုရိုက်ထုတ်နိုင်မှာမဟုတ်ပဲတာယာကိုပဲတွားရိုက်မိမှာပါဒါဆိုရင်မိုင်းနှဲငယ်အတွင်းမှာပဲတာယာတွေပျက်စီးသွားပါလိမ့်မယ်ဒါအပြင်တန်ကြိုးပြတ်ထွက်သွားပြီးတခြားကားတွေကိုထိခိုက်တာမျိုးဒါမှမဟုတ်မှန်ကိုသွားမှန်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့် track car driver တွေကတော့ကားရက်ပြီးကြောက်ခဲဖယ်တဲ့တန်တုပ်ကိုသုံးပြီးကြောက်ခဲတွေကိုထုတ်ရတဲ့ရိုးရာနီလန်းကိုပဲသုံးကြပါတယ်တချို့ကတော့ကိုယ်ထဲမှာကျိုးချီပြီးနောက်ပြန်နေဆွဲကအရှိန်နဲ့ကြောက်ခဲကိုထုတ်တတ်ကြပါတယ်။ဒါဘာကြောင့်လဲဆိုတော့တာယာကြားမှာကြောက်ခဲညက်နေတာကလမ်းမကြီးပေါ်မှာတာယာပေါက်နိုင်တဲ့အန္တရာယ်ရှိလို့ပါ။တနာရီမိုင်90အထက်မောင်းနေချိန်မှာဆိုရင်ဒါဟာအသက်အန္တရာယ်ရှိတဲ့အထိစိုးရိမ်ရပါတယ်။ဒါကြောင့်လမ်းဘေးမှာတာယာလဲရတာဒါမှမဟုတ်ကားချော်ထွက်သွားနိုင်တဲ့အန္တရာယ်ထက်ဆိုင်ရင်မိနစ်အနည်းငယ်လောက်ရက်ပြီးကြောက်ခဲဖယ်တာကပိုကောင်းပါတယ်။အကြီးစားဒန်ထရက်ကားတွေမှာတော့လူတစ်ရက်လောက်ရှိတဲ့တာယာထူကြီးတွေရှိပြီးလုပ်ငန်းသဘာဝလည်းမတူတာကြောင့်ဒီလိုတန်ကြိုးကိုအသုံးပြုနိုင်တာဖြစ်ပါတယ်။တမိနစ်စာဘဟုတုဒတွေအတွက်ဖော်လို့လုပ်ထားပါဗျ။